Hello အားလုံးမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်ရွှေကုန်းဖျားရွှေကုန်းသေးကြီးတော်ကြီးကိုကျွန်တော်ဖိုးပြီးတော့ရွှေကုန်းဖျားလမ်းတိုင်းကျွန်တော်လမ်းလျှောက်လာတာပါဘာမှမသိဘူးကြောက်တော့ကြောက်ကျွန်တော်စူးလေးအဲကန်းသားတွေကျွန်တော်ကြောက်လမ်းလျှောက်ပါဖြစ်ပါတယ်ဒီဘက်ရုပ်တမ်းမဲ့နဲ့ရောက်လို့ရှိတယ်ရောက်ရင်ကျွန်တော်ဝင်လိုက်ပါဘူးနော်ကျွန်တော်အခုလမ်းလျှောက်လာရင်းနဲ့ကျွန်တော်ဂျန်ချင်းစီနာကိုရောက်ပြီပေါ့နော်ဂျန်ချင်းစီနာကိုရောက်ပြီအဲဝင်တော့ပါဘူးတော့လမ်းဆက်လျှောက်ပါမယ်ဒီဘက်အဲ့ဘက်ကိုရောက်တဲ့ဒီဆက်ရှောက်ဖြစ်ပါတယ်။နောက်ပဲအခုဆိုတော့ကျွန်တော်ဂျန်ချင်းစီနားကိုရောက်ပါပြီ။ကျွန်တော်လမ်းပြတ်ကူးကိုစောင့်နေတာပါဟိုမှာမီးလေးနီးနေပါတယ်ကျွန်တော်အခုဆိုတော့မီးလေးစိမ့်တော့ကျွန်တော်ကူးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့။အခုဆိုတော့ကျွန်တော်ရန်ကုန်တန်းလွင်ဟိုတယ်ရှေ့ကိုရောက်ပါပြီ။ကျွန်တော်မတဲပါဘူးခင်ဗျ။ကျွန်တော်မတဲပါဘူး။အဲ့တော့မတဲတော့ကျွန်တော်ရှေ့ကိုဆက်ပြီးတော့လမ်းလျှောက်လာတယ်ပေါ့နော်။ဟယ်လိုအခုဆိုရင်တော့ကျွန်တော်ဂုံးကျော်တရားပေါ်တော့ရောက်ပြီပေါ့နော်။ဘုံညော်ရာဘောလမ်းလျှောက်ပြီးတက်နေပါတယ်ဗျပေါ်ရောက်တော့ပါမယ်ပေါ်ရောက်ပါပြီဗျဒီဘက်တစ်ချက်မှာမြင်ရတာဆိုရင်တော့ဗျာကျွန်တော်စူးလေးစေရွရွလှမ်းပြီးတော့ဖူးပြောပါမယ်ကျွန်တော်တစ်ချက်ရိုက်ပြပေးမယ်နော်ခဏလေးဟုတ်ကဲ့အခုဆိုရင်အခုဖူးမြော်နေရတာစူးလေးစေဖြစ်ပါတယ်ကျွန်တော်ရန်ကုန်သားတို့ရဲ့ထုံးစံအတိုင်းပဲဒီဂုံးတရားပေါ်မှာဆယ်ဗီလေးဆွဲပါအောင်မယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဘုံသားပေါ်ဆင်းပြီဗျာကျွန်တော်ဘက်ကိုဆင်းလဲဆိုတော့စူးလေးဒီဘက်ကိုဆင်းလိုက်ပါတယ်ကျွန်တော်အဲ့ရနေပြီးတော့ဒီဘက်ကိုမသွားတော့ဘဲနဲ့အဲ့ဘက်ကနေပြီးတော့ကျွန်တော်သွားမယ်ပေါ့နော်လောအခုဆိုရင်တော့ကျွန်တော်နှလုံးတွေထိုးပါနှလုံးတွေထိုးလို့လိုက်လားမလိုက်လားတော့မသိဘူးကျွန်တော်ဘယ်မှလေးနမ်းရီးကတိုင်ရဝယ်တက်လိုက်ပါတယ်အခုတော့ကျွန်တော်စူးတွေတော့လာပြီပါတယ်โอเคအခုဆိုရင်တော့ကျွန်တော်ဘန်နူလာပန်းကျင်တွေကိုရှောက်လာရှိပါတယ်ရန်ကုန်သားတို့ထုံးစံတိုင်းဘန်နူလာပန်းကျင်တွေမှာနည်းနည်းဟိုအတွဲလေးပတ်ချောင်းနေကျွန်တော်တိတော်လေးနည်းနည်းဆော့မယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်ဒီဘန်နူလာပန်းကျင်တွေမှာရန်ကုန်သားတွေလို့တိတော်ဆော့ပြီးတကာလတွဲချောင်းပြီးတကာလကျွန်တော်ခု20ကားကိတ်ကိုတော့ပြပါတယ်20ကားကိတ်ကိုကျွန်တော်လမ်းလျှောက်နေတာဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်စီးလိမဟုတ်ပါဘူးဟိုခြေတော်ကနေလမ်းလျှောက်တော့ဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်90ကားကိတ်ကို Turn left onto Strand Road ဒီလာပြီဖြစ်ပါတယ်ရှောက်တုံးပါပဲရှောက်တုံးပါပဲနောက်ကျရှောက်နေပါတယ်အားလုံးချစ်တယ်အားလုံးချစ်တယ်အဲကျွန်တော်တရုတ်တက်မကိုမသွားတော့ဘူးဆိုတာကျွန်တော်ပြန်ဖို့နောက်ကျနေပါစေ။နောက်မသွားအောင်လို့တို့ပြန်ပါမယ်ကျွန်တော် Let's go to home အိမ်ပေါ့အိမ်ကိုပြန်ပါမယ်။ Okay အခုဆိုရင်ကျွန်တော်90ကားကြီးကိုလမ်းမြင်နေရပါတယ်90ကားကိုလမ်းမြင်နေရပါတယ်ကျွန်တော်အခုဆိုရင်90ကားကိုသွားစီပြန်ပါဖြစ်ပါတယ်ကျွန်တော်အောင်းသေးတယ်လေYour destination is on the right ဒါပေမဲ့ကျွန်တော်ဝင်မကြည့်တော့ပါဘူး။ရန်နောက်ကျနေပါဆိုတော့အားလုံးချစ်တယ်နော်။အဲ့မှာ